ဖမ်းဆီးခံထားရတဲ့ BNI ရဲဘော်တွေတချို့လွတ်လာတဲ့ဟာတွေဟိုတနေ့ကထောက်ပို့တွေပေါ့နည်းနည်းအလံဝေးတဲ့ဟာတွေဘာမှမသိတဲ့လူတွေတော့လွတ်ပေးတယ်နောက်ထပ်လည်းထပ်လွတ်တယ်လို့ကြားတယ်အတိအကျမသိဘူး9ယောက်ကနေနောက်ထပ်ထပ်လွတ်တယ်ကြားတယ်ဒါပေမဲ့ People Spring မှာရေးတဲ့ပို့အောက်က BNRA ရဲဘော်တွေဖြောက်ချက်ပုံစံမျိုးရေးထားတာကအဲ့ဒါအတင်းအကျပ်ဖြောက်ချက်ပေးခိုင်းတာဖြစ်တယ်ဝါဒဖြန့်ပြီးတော့ပုံဖော်ဖို့အတွက်အတင်းအကျပ်အောက်ဖြောက်ချက်ပေးခိုင်းတာဘုန်းတော်ကအောက်ဒီအောက်ခန်းနေမှာเนาะလိန်ဘာညာစော်ကားနေတဲ့ဘာညာပေါ့ဗျအဲ့လိုမျိုးဟာကိုသူတို့ဇက်လန်းအထိုင်းတက်တိဖြောက်ချက်အနေနဲ့ BNI ရဲဘော်တွေရဲ့ဖြောက်ချက်ကိုယူထားတယ်ပြန်ကြားတာဒါဟာစစ်ကောက်စီလုံးနေကြအကွက်ဖြစ်တယ်เนาะဒါတွေကအတိအကျပြောနေရတော့တက်တိရှိတယ်နောက်တစ်ခုကအစမှပြောခဲ့တဲ့တကယ်ဒီကိစ္စတွေအားလုံးရဲ့နောက်ွက်ကအကြောင်းရင်းဟာပါလဲသိလားဗမာတက်တွေဘာဖြစ်လို့ရစ်ပူစော်ခံရတယ်လို့နာမည်ရှိတဲ့မျော်လင့်လို့ရတဲ့အရေးချင်းရှိတဲ့တက်တွေ GZA တို့ BNRA တို့ SRL တို့ဟာဘာဖြစ်လို့ဗျမ်းမတာတွေဖြစ်နေတာလဲ right ဒါမေးရမယ့်မေးခွန်းလေဘာလို့ဆိုရင်ကျွန်တော်တို့ဗမာတွေဆိုရင်တော့အဲ့ဒီဖွဲ့တွေကိုမျော်လင့်တာလေသူက SRA မှာပါဒါတွေကမျော်လင့်ရမယ် AA တို့နဲ့ပူးပေါင်းတိုက်လာတဲ့လူငယ်ခြေတက်တွေဖြစ်တယ် SRL တို့ဘာတို့နောက်ရှိအောင်မဲ့ပေါ့ဗျာကြားတက်တဲ့ A တို့ဘက်မှာသွားတိုက်တဲ့ဖွဲ့တွေအများကြီးရှိတယ်လေ GZA တို့ရှိတယ်မျက်လုံးတို့လည်းသွားတိုက်တယ်ချင်းဘက်မှာဒါတွေကအရေးချင်းရှိတဲ့အဖွဲ့တွေဘာဖြစ်လို့ BNI ကပြိုသွားပြီးတော့ GZA ကခေါင်းဆောင်လည်းပြောက်အတန်လည်းပြောက်ဖြစ်သွားလဲနောက်ဘသူလဲလဲစိတ်ပူရပြီ SRA တဲ့ပပမပပအခုဖမ်းဆီးနေတဲ့အခြေအနေကစိတ်ပူရိုက်ပေါ့လားဒါဟာဗမာတက်တွေရစ်ပူစော်ခံရတဲ့အစ်စ်နောက်တစ်ခုကဒီလိုမျိုးအခြေအနေကိုကျွန်တော်တို့ပြောတာထက်အောက်ကဗမာလက်နက်ကင်တက်တွေမှာပါတဲ့ဒီကြောင်းသားတက်တို့တခြားအသက်ဆုံးပြီးတော့တိုက်ခဲ့ကြတဲ့တော်လိုင်းရေးလုပ်ခဲ့ကြတဲ့ဒီနေ့တော့ကိုရဲတို့ပါတော့နားပြီးဆိုပြောတယ်လေပြီးတော့သူတို့ရဲ့ရဲဘော်ရဲဘက်တွေတေးပြီးကိုလက်အင်္ဂါပြတ်တောင်းနေပြီဒါတော့မှနားပြီးပေါ့အသေးခံခိုင်းနေတဲ့အခြေအနေမှာတည်ရတဲ့ဒီ PDF ရဲဘော်တွေအုံနောက်ရှိရဆိုရင်ဘာဖြစ်လို့ဆက်ပြီးတော့တိုက်နေကြလဲဒါမှမဟုတ်မမကလမ်းကြောင်းပေါ်ရောက်အောင်ဘာဖြစ်လို့မေကွန်မထုတ်လဲကိုလူချင်းချင်းလည်းဖမ်းတယ်ပြဿနာတွေတက်တယ်ဟို SRA ကဘာမှအတန်မထွက်ဘူး GZA တိုက်ခံရတယ် BNRA ပျောက်ထွက်သွားပြီးပြိုကွဲသွားတယ်ဝိုင်းပြီးချေမုန်းလိုက်တယ်ဒါတွေကိုမေကွန်ထုတ်ရမှာကမမကနားလဲတယ်ဆိုတော့เนาะဒီလူငယ်ဗမာလူငယ်လက်နက်ကင်တက်တွေကမေကွန်ထုတ်ရမှာဖြစ်တယ် right အထူးသဖြင့် SRL ကိုမင်းရတယ်လို့ဆိုတိကိုတိတယ်ဒါမျိုးဟာဒီချင်းတွေကဘာလဲပဲလဲသိရမယ်မနီနီကြော်လို့တော့မသိသေးတာပဲနောက်တစ်ခုကဒီကိစ္စတွေမေကွန်တွေရဲ့အဖြစ်အဓိကအကြောင်းရင်း၃ခုပေါ်မှာတည်တယ်ပထမတစ်ချက်အာနာကိုတူတဲ့လက်ဝဲကြီးအုပ်လို့မှုဖြစ်တယ်right ဒါချင်းလေးပဲဘာမှငြင်းလို့မရဘူးအာနာကိုတူတဲ့လက်ဝဲကြီးအုပ်လို့မှု monopolization of power လို့ခေါ်တယ်နိုင်ငံရေးသိပ္ပံမှာလက်ရှိအခြေအနေမှာတချို့ခေါင်းဆောင်ပိုင်းတွေဟာစစ်ကောက်စီပြုတ်ကျရေးကိုအာရုံမထားဘူးစစ်အာဏာရှင်ပြုတ်ကျသွားချင်းဆိုတာထက်သူတို့တာဝန်ယူရမယ့်ငွေကြေးရှင်းတန်းတွေသို့မဟုတ်တော်လိုင်းမအောင်ရင်သူတို့ဟာဘာမှရှင်းပြစရာမလိုတော့ဘူးအာဏာလည်းပြန်ပြီးတော့ဆွတ်လွတ်စရာမလိုတော့ဘူးဆိုတဲ့အခြေအနေကိုပုံမောလာတဲ့အတွက်ဒါမှမဟုတ်တိုင်းသားတွေဝိုင်းတိုက်လို့စစ်ကောက်စီပဲပြုတ်ကျသွားရင်ပဲဖြစ်ဖြစ်သူတို့အာဏာလေးဟာပြင်မှာသူတို့အာဏာခိုင်မာဖို့တည်မြဲဖို့သူတို့တစ်ဖွဲ့တည်းသူတို့ဩဇာခံလူတွေပဲထိချုပ်ခွင့်ရဖို့ကြိုတင်ပြင်ဆင်နေကြတာဖြစ်တယ် right ဒါရှင်းလေးတစ်ဖွဲ့တည်းအာဏာ UNG ဟာလိုချင်နေလို့လောက်နေတာဖြစ်တယ်ဘာနဲ့ငြင်းပါလဲဒါကြောင့်သူတို့လွမ်းမှုအောက်ဝင်မလားမဝင်ဘူးလားဆိုတော့ဖိအားပေးမှုမျိုးနဲ့ပြဿနာတက်မှာပဲကြီးမားတော့ဖိအားပေးပါလိမ့်မယ် SRA တို့ဘာတို့ဟာမတင်မကြောက်အခြေအနေမှာမင်းတို့ကဘာလုံးမလဲဆိုတော့ဟာမျိုးမိကိုထောက်တဲ့ခါကျရင်ခံနိုင်မှာမဟုတ်ဘူးတိဆောက်လာခဲ့တဲ့တက်တွေဖြစ်တယ်တိုက်လာခဲ့တဲ့မမကလူငယ်တွေဖြစ်တယ်ဒီတော့သူတို့လွမ်းမှုအောက်အပြေးဝမရောက်တဲ့နော်လောလက်တဲ့ရဲရဲနဲ့မကန်တဲ့အဖွဲ့တွေကိုကြိုတင်ပြီးတော့ရှင်းလင်းနေတာဖြစ်တယ်မှန်ပြီလားဒီတစ်ချက်မှန်တယ်နော်ပထမချက်ကအာနာကို UNG ကတူတဲ့လက်ဝဲကြီးအုပ်လို့မှုအလယ်ပိုင်းမှာဟုတ်ရှင်းလေးမြင်ရတယ်လေဟုတ်တယ်နော်ဒုတိယအချက်အဲ့ဒီအနောက်ကမဟာမိတ်အချိတ်ဆက်တွေအားကောင်းလာမှာဘူး UNG ပဲဖြစ်ဖြစ်အလယ်ပိုင်းမှာ UNG ပေါ့ဗျာအဓိကစိုးရိမ်တယ်
မဟာမိတ်အချိတ်ဆက်တွေနဲ့ပို့ပြီးအားကောင်းလာမှာကိုသူတို့ UNG ကစိုးရိမ်တယ်မှန်လားဒါလည်းမှန်တာပဲနောက်တတိထားကြည့် GZA BNRA SRF အလုံး AA တို့ဘက်ကအလိုင်းရဲကနေစရေးရပူပါတိုက်ခိုက်လာတဲ့တက်တွေ right စရေးအတွေ့အကြုံရှိတယ်တိုင်းသားလက်နက်ကင်အောင်မြင်ဆုံးအတိုက်ခိုက်နိုင်ဆုံးအဖြောက်မတ်မကန်ဆုံးတွားနေတဲ့လမ်းကြောင်းပေါ်မှာရှိတဲ့ AA တို့နဲ့ပူပေါင်းတိုက်ခိုက်လာတဲ့စရေးအတွေ့အကြုံနဲ့ရဲရင်မှုတွေရှိတယ်ဘာလဲဖွဲ့စည်းမှုကောင်းတယ်ဒီလိုဗမာတပ်ဖွဲ့တွေအားကောင်းလာပြီးတိုင်းရင်းသားတွေနဲ့ခိုင်မာတဲ့မဟာမိတ်ဖွဲ့နိုင်တာနဲ့ UNG လွင့်ပြီ right မှန်လားတအားရှင်းဒါဟာကျွန်တော်တို့မျှော်လင့်ထားတဲ့ဥစ္စာကို UNG ဖြိုတာနဲ့အတူတူပဲမဟုတ်လားမှန်လားကျွန်တော်ပြောတာဒီလိုဗမာတပ်ဖွဲ့တွေမမကကန်အတွေ့အကြုံစစ်ရေးအတွေ့အကြုံနော်အစုဖွဲ့မှုအမျောမြင်နိုင်ငံရေးအသည့်တော့တာလူငယ်တွေဖြစ်တယ်အဲ့ဒီတိုင်းရင်းသားတွေနဲ့သာအဲ့ဒီဗမာလူငယ်တပ်တွေမဟာမိတ်ဖွဲ့သွားနိုင်ရင်ဗမာယူနစ်ဗမာပြည်နယ်ကိုစားပြုမမကကန်ဥဆောင်မှုပေါ်လာတာကိုမလိုလားတဲ့အင်အားစုတွေရှိတယ်သူတို့ဟာလွတ်လပ်တဲ့ဗမာခေါင်းဆောင်တွေရိုးသားဖြောင့်မတ်တဲ့လူငယ်ခေါင်းဆောင်တွေဖြစ်တဲ့ဘုံနဂါလို့ SR အကြောင်းသားတက်လို့ GZA လို့ခေါင်းဆောင်တွေဩဇာကြီးလာမှာကိုစစ်ကောက်စီထက်ပိုတော့ကြောက်သေးတယ်ဒါဒုတိယချက်မဟာမိတ်အချိတ်ဆက်တွေအားကောင်းလာမှာကိုစိုးရိမ်တဲ့အခြေအနေရှိတယ်ဒါနံပါတ်2ချက် right နံပါတ်3ချက်ကတော့ရစ်ပူတယ်ဆိုတော့ကျွန်တော်ခေါင်းစဉ်သုံးထားတာပါတတ်မှတ်တကယ်ကတော့အသေးခံပြီးတိုက်ရဲတဲ့စိတ်ဓာတ်ကိုအလွဲသုံးစားလောက်တာပေးဆက်ရဲတဲ့ဗမာလူငယ်တွေကိုဖျက်ဆီးတာကျွန်တော်တို့ဗမာလူငယ်တွေတော်လိုင်းစိတ်ဓာတ်ပြပြထက်ထန်ရှိတယ်အခုချိန်ဒီကိုကစက်ကောက်စီကိုတော်မုန်းလို့တာပဲဒီစစ်ခွေးတွေခေါ်တိုက်နေကြတာလူငယ်တွေအများကြီးပေးဆက်ပြီးခက်ခဲတဲ့ကြမ်းတမ်းတဲ့တေးရမှမကြောက်ဘူးအဲ့လူငယ်တွေဟာအဲ့ဒီဖြူစင်တဲ့စိတ်ဓာတ်ကိုအတုံးချပြီးရစ်ပူဆိုပြစ်လိုက်တယ်ရှေ့တန်းမှာအသေးခံခိုင်းထားတဲ့ဗမာအချင်းချင်းကြောက်ခိုင်းထားတယ်ဘယ်သူလုပ်နေရလဲဟုတ်လားဒီလူတွေကိုဖမ်းတာဒီလူတွေနဲ့ပြန်တိုက်နောက်ွယ်ကဥဆောင်တဲ့ခေါင်းဆောင်ပိုင်းတွေဆရာကြီးတွေဟာအဲ့ဒီသွေးချွေးတွေကိုကြည့်ပြီးတော့တာရရနဲ့နိုင်ငံရေးအမျက်ထုတ်နေကြတယ်ဒါဟာရစ်ပူစော်လားလူငယ်တွေကရန်သူအရှိရစက်ကောက်စီရန်သူရင်ဆိုင်ဖို့ကောင်းကင်ဘဝတိုက်လို့ရင်ဆိုင်ဖို့ကြည့်နေတဲ့အချိန်မှာနောက်ကျောကိုဓာတ်နဲ့တေးလာတာတွေထိုးခံနေရတာတွေကိုမသိကြဘူးမသိဘူးပေါ့ဗျာယုံကြည်မိတဲ့အခြေအနေရှိတယ် right ဒါဟာ BRI ကတော့အထိုးခံလိုက်ရပြီ GZA ကတော့တဝက်မြုပ်သွားပြီနောက်ကျောတော့ဟုတ်လားဒီတော့အင်မတန်ရင်နာစရာကောင်းတဲ့ပထဝီနိုင်ငံရေးနဲ့ပြည်တွင်းနိုင်ငံရေးအကွက်ချစီစဉ်ထားတဲ့ရစ်ပူဇော်ပွဲကြီးဖြစ်တယ်မောနီလားဟုတ်လားရှင်းလေးတော့တောက်ချက်လုံးနံပါတ်1ကကျွန်တော်ပြောခဲ့တဲ့နံပါတ်1ကအာနာကိုတူတဲ့လက်ဝဲကြီးအုပ်လို့မှုသူတို့အာနာမစွန့်လို့လို့ဘူးနံပါတ်2ဒီမမကန်ကလုံနေတဲ့အဖွဲတွေရမဟာမိတ်ချစ်ဆက်မှုအားကောင်းလာမှာကိုစိုးရိမ်တာနံပါတ်3အဲ့ဒီတိုက်ရက်ခိုက်ရတဲ့အရေးချင်းရှိတဲ့ခေါင်းဆောင်တွေလူငယ်တွေဗမာ PDF တွေအချင်းချင်းကိုပြန်ပြင်းခိုင်းပြီးတော့စိတ်တက်ကြအောင်လုပ်ပြီးတော့တော်လာရေးကိုရစ်ပူစော်ပြစ်လိုက်တာလူငယ်တွေအသက်တွေကိုရစ်ပူစော်လိုက်တာဖြစ်တယ်စတေးပြစ်လိုက်တာဖြစ်တယ်ပေါ်မှာလူငယ်အချင်းချင်းကိုပြန်ပြီးတော့ကစားခိုင်းထားတာမြင်အောင်ကြည့်ဖို့လိုတယ်ကျွန်တော်ပြောတာငင်းနိုင်လားမငင်းနိုင်ပါဘူး right ပေါက်ချက်လုံးမှန်တယ်မဟုတ်လားလက်ရှိအခင်းချင်းမှာဒီတော့ဒီလိုမျိုးပြောရင်လည်းခုနပြောသလိုပေါ့မင်းကတော့လိုက်သွေးခွဲနေလို့ပါလို့ဒါဟာတော်တော်အဆင့်နှိမ့်တဲ့အသည့်နိုင်ငံရေးမှာတော်တော်နှိမ့်ချနေပြီမြန်မာနိုင်ငံရေးဟာအဲ့လောက်ကြီးရိုးရှင်းပြီးတော့ကြောက်ပေါ့ခင်ဗျားတို့ပြောမှာပေါ့ UNG တရားဝင်ဆိုရမရှိဘာဖြစ်လဲညာဖြစ်တယ်အဲ့ဒီဟာနဲ့ပဲတိုင်ပတ်နေတာအခုချိန်ဒီ COC အောက်မဝင်တဲ့တပ်တွေရှင်းလင်းတာဟိုအကျင့်ပြက်လို့မဒိတ်ကျင့်လို့ငကားစစ်တပ်တက်ဆောက်ဖောက်လို့ဖမ်းရတာအမျိုးမျိုးဝါဒဖြန့်တယ်ဘလို့ပဲပြောဒါဟာအပေါ်ရန်အမြင်တွေပဲဖြစ်တယ်ကျွန်တော်တို့အဆင့်ကိုဒီအမြင်လောက်နဲ့လိမ်လို့မရဘူးဒါဟာနော်ဘူမတိကိုမတိတဲ့ဟာတွေကိုအစိုးရတရားအောက်မှာစုစုစည်းစည်းနဲ့တိုင်းမှစစ်တပ်ကိုနိုင်မယ်ပြီးရင်စနစ်တကျဖြစ်မယ်ဆိုတဲ့လူဘိတ်နိုင်ငံရေးအတိနဲ့ပြောတဲ့စကားတွေ right အပေါ်ရန်ကြည့်ပြီးပြောဆိုနေတဲ့စကားတွေမြန်မာနိုင်ငံရေးမှာအဲ့လောက်မယူရှင်းဘူးပြန်ချပြမယ်ဆိုရင် check all command order ဟာစာရွက်ပေါ်မှာလက်မှတ်ထိုးပြီးတော့လာစုပါဆိုစုကားရုံနဲ့မရဘူးလက်မှတ်မထိုးရင်လိုက်ဖမ်းမယ်လိုက်တတ်မယ်ဆိုလို့လောက်နဲ့မရဘူး
ဘာနဲ့တည်ဆောက်ရတယ်ယုံကြည်မှု trust ခေါင်းဆောင်မှုစွမ်းရည် leadership အပေါ်မှာတည်ဆောက်ရတာအစည်းအဝေးခေါ်ပြီးဘာညာမကြည့်နဲ့လို့ဖမ်းလိုက်မယ်ငါလည်းမတူရင်ရှင်းလိုက်မယ်နောက်ကျော်နဲ့ထိုးလိုက်မယ်ဆိုတဲ့ဟာနဲ့ COC ကိုတည်ဆောက်လို့မရဘူးစုစည်းလို့မရဘူးအဲ့ဒါယုံကြည်မှုကတစ်ခါတည်းတေတာလို့ခေါ်တယ်နောက်တစ်ခါကျရင်ခင်ဗျားတို့စီဝေးပွဲလာအောင်တော့သူတို့ကဟုတ်လားဒီတော့အဲ့လိုမျိုးနော်တောင်းလို့မြောက်လို့စစ်ကောက်စီကတိုက်တယ်လို့ဘယ်လိုမှပြောက်ထုတ်သွားလဲမသိမိသုံးမိဖို့ဖြစ်သွားသိမသိဆိုတဲ့အကွက်မျိုးဟာလုပ်လို့မရဘူးယုံကြည်မှုကအဲ့မှာတီးတာအဆောက်ကလေးကတိုင်းသားတွေကခင်ဗျားတို့ကြည့်နေတာမင်းတို့ဘက်မှာတွေရောငါတို့ရုပ်ရတာခက်ပြီးဆိုပြီးမြင်နေရတာခုကဓမြတိုက်တယ်လို့ချောင်းပြီးတော့လောက်ကြတယ်လို့ဒီလိုအခြေအနေမှာနောက်တစ်ခုက COC အောက်ရောက်သွားရင်ရောတော်လိုင်းကြီးကပို့ပြီးထိရောက်မယ်လို့အာမခံလို့လားဘယ်လိုအာမခံမလဲခင်ဗျားတို့အင်အားထောင်ချီကြီးနဲ့ပလဲနဲ့မှာ COC ကြတိုက်ခဲ့တဲ့အခြေအနေစက်ကောက်စီအင်အား200 300လောက်တော့မတိုက်နိုင်ပါဘူးဒါတော့ COC ဘုံကျဲနေတယ်ရွာတွေမိရှို့နေတယ်အိုးအိတ်တွေထဲကပစ္စည်းတွေလူကျက်နေတယ်ဒါတော့ COC တချို့ PDF တွေခြေချပြီးပြရထိုင်တောက်နေတယ်ဒါတော့ COC ဒါဟာခိုင်မာတဲ့တက်တေထောက်ထားရှိလို့ကျွန်တော်ရဲရဲဝံ့ပြောတာဖြစ်တယ်ညင်းမဲ့ဆိုရင်လာညင်းတက်တေပါထုတ်ပြနိုင်တယ်မင်းညလည်းကျွန်တော်ထုတ်ပြတယ်ဘယ်လာတဲ့အကောက်ကြောင်းလေးဆိုပြီးတော့စစ်မှန်တဲ့တော်လိုင်းရေးဆိုတာရိုးရှင်းတယ်တောက်ွယ်ရဆန္ဒတွေကမရိုးရှင်းဘူးစစ်မှန်တဲ့တော်လိုင်းရန်သူကိုတိုက်ခိုက်ဖို့ဖြစ်တယ်အခုကရန်သူလာရင်ရှောင်ပေးလိုက်တယ် share ပေးလိုက်တယ်ဇလန်းတွေစင်ပြီးလောက်ကြတယ်ကို့အခြေချင်းလွတ်လပ်စွာတိုက်ခိုက်နေတဲ့အဖွဲ့တွေကိုနော်သူတို့ရဲ့အောက်မယူဘဲနဲ့သူတို့အရင်ခြေမောက်ပြီးတော့ COC ဒါဟာ COC အင်အားထောက်ချီတော့တုံးပြီးတော့ဝင်တိုက်တယ်ရေရှည်စနစ်တကျစီစဉ်တယ်အကျိုးစီးပွားတွေနဲ့နေရာချတယ်နိုင်ငံရေးဥပဒေရေးရအခွန်ဂိတ်ဆိုပြီးတော့အကြောင်းပြတယ်ကိုကကြတော့ဘန်နာရေးစင်းစစ်တာမရှိဘူးဒါလား COC ဒီတော့အာနာရှင်အတစ်တစ်ခုကိုတော်လန်ရေးနဲ့မှတ်ခံပြီးခင်ဗျားတို့ကအာနာရှင်ငါတို့အာနာရှင်မဖြစ်ရသေးလို့ဖြစ်ခွင့်ပေးပါဆိုပြီးတော့လုပ်နေတယ်လို့ဖြစ်နေတယ်ဒါကိုပြီးလာတဲ့တနေ့ပေးစားမှုတွေဟာတအားကိုများသွားတဲ့အခြေအနေဆိုရင် PDF တွေရောပြည်သူတွေရောဟာနောက်တော့ရလိမ့်မယ်ကျွန်တော်တို့ကကြိုပြောပြီးတော့အမုတ်ခံခဲ့ပေမဲ့နော်တိလာတဲ့အချိန်မှာခင်ဗျားတို့ဟာနောက်တော့ရလိမ့်မယ်မြင်မြန်ဆက်ဆံပြန်ပြီးတော့ဆင်ချင်နိုင်ဖို့လိုတယ်တကယ်ကမတူကွဲပြားတဲ့အမြင်တွေကိုခင်ဗျားတို့လက်မခံပါဘူးမတူကွဲပြားတဲ့အသည့်အမြင်တွေကိုခင်ဗျားတို့ကိုအမြင်တစ်ခုတည်းအောက်မှာကိုဖက်ကိုရောက်လာအောင်မစည်းရုံးနိုင်ဘူးအဲ့ဒါဟာခင်ဗျားတို့ရဲ့ leader ရှစ်စွမ်းရည်ညံ့ဖျင်းတာပဲဟောအကြီးချင်းမှမရှိတဲ့လူတွေကိုကောက်ဝဲဝန်ကြီးတို့ပြည်ထိဝန်ကြီးတို့တက်လုံနေလို့ဖြစ်တာလွတ်လပ်တဲ့တပ်ဖွဲ့တွေကိုဘယ်လိုစုစည်းရမှမသိဘူးခင်ဗျားတို့အကုန်လုံးကိုအလိုတူရင်ပေါင်းကော်မရှင်ခါရရင်ပေါင်းအလိုမတူရင်ခြေမုံဆိုတဲ့ပုံစံဟာအောင်မြင်တဲ့မဟာဗျူဟာမဟုတ်ဘူးဆိုတာတမိုင်းမှာလည်းပြခဲ့ပြီးအခုလည်း BNI တို့အပေါ်မှာတက်တိပြပြီးသွားပြီဘာဖြစ်လို့လဲခင်ဗျားတို့ဘယ်လိုပဲအပုတ်ချပလက်ဒေတာကပြည်သူတွေဟာ BNI ရဲဘော်တွေကိုပြန်လို့ချင်းပါတယ်ဆိုတာမရတော့ဘူးဟုတ်လားဒီတော့ဟုတ်နောက်နေ့မှမေဂျီစော်စားကြည့်မယ်အရှိုးတွေပါလေအတန်တိုးပြီပေါ့ဗျာသူတို့လည်းညိတ်ပြီပေါ့တချို့ဟာတွေကကိုယ့်ဘက်စီတေးသေးလေးဆိုတဲ့အခြေအနေပေါ်မှာအတန်တိတ်လိုက်ရတဲ့ဟာတွေအများကြီးရှိတယ်ဒါလည်းမဟုတ်ဘူးဒီတော့ဒီလိုအခြေအနေရှစ်ဆက်သွားရင်ဘာဖြစ်မလဲဆိုရင်အစိုးဆုံးအခြေအနေတစ်ခုပေါ့အမှန်ကြည့်မယ်ဆိုရင်ဘယ်မှာဟာလန်အလယ်ပိုင်းဘက်မှာပြည်မဟာစက်ကောက်စီပြုတ်ကြသည်ဖြစ်စေပြုတ်ကြသည်ဖြစ်စေဒေသဆိုင်ရာစစ်ပရင်တွေနဲ့အာဏာလူနေတဲ့တပ်ဖြတ်နေတဲ့ခေးလင်းစုံကြီးဖြစ်မှာပဲလူတက်ကွင်းအစစ်မှတိုက်ချင်တဲ့လူငယ်တွေဟာလည်းရစ်ပူစော်မခံဘဲနဲ့အချင်းချင်းပြန်ပြီးတိုက်ခိုက်လိုက်ရင်ကံကြောင်းပါပဲဒါဟာ ideology လမ်းကြောင်းမမှန်လို့အချင်းချင်းတက်ကြဖြတ်ကြတဲ့ပွဲကြီးဖြစ်မှာအဲ့မှာတေဆုံးသွားပြီးမှနောက်တော့ရမယ်ဆိုရင်တော့လက်လွန်ချက်သွန်ပဲစက်ကောက်စီကလည်းလက်ခုပ်တီးနေမှာပဲ EAO တွေကလည်းအင်အားမကောင်းလာတဲ့ဘက်မှာတွေတိုက်နေကြတာဆောက်ပိတ်ဘက်မှာတွေဆိုပြီးတော့ထိုင်ပြောပြီးတော့စောင့်ကြည့်နေမှာပဲဝင်တောင်းမှာတော့မဟုတ်ဘူးပျက်စီးတွေကောင်းလေးဆိုတဲ့လူတွေကများတော့ဘူးတချို့ NCA နဲ့ညီထားတဲ့ EAO တွေကဘက်မှာအင်အားကြီးလာမဲ့မကကန်ဖြစ်လာမဲ့တက်လူဦးရေများတဲ့ဘက်မှာမကကန်ဖြစ်လာမှာမလိုတာတွေရှိပါတယ်ဒီတော့အကောင့်စုံစံညွှန်းတစ်ခုလည်းရှိပါတယ်ဒါကတော့မျော်လင့်တာပေါ့ဗျာအခုပြောနေတာလည်းအဲ့ဒီစံညွှန်းကိုလိုချင်လို့ခင်ဗျားတို့မြေပြင်တော်တိုင်းရဲဘော့မကကန်တွေမကန်တဲ့တူတွေပြည်သူတွေကိုယ်တိုင်နားလည်ပြီးတော့အဲ့ဒီနိုင်ငံရေးကစားပွဲကိုအခုကတည်းကရှင်းအောင်လင်းအောင်မြင်မှရမှာရှင်တန်ဖို့အတွက်မဟုတ်ရင်အလက်ကျသိမှာပဲ
ဒီနိုင်ငံကစားကွက်ဟာအရင်တော့အကွက်လားအယူကွက်လားငါတို့လောက်တော့မဲ့အကွက်လားကိုယ်တိုင်သိဖို့လိုတယ်နုံနုံကြကြနဲ့တိမြင့်လာပြီးတော့အမြန်ဆုံးတိမြင့်လာလေခင်ဗျားတို့အမြန်ဆုံးကဲနိုင်မယ်ဘယ်သူရဲ့လောင်ကစားပွဲကလောင်ကစားကြီးလိုမျိုးအဖြစ်မခံတော့ဘူးစောက်ဖြတ်လိုက်တဲ့အချိန်အကောင်းဆုံးဇက်ညောဖက်ကိုပြန်ရောက်လာမှာပဲဥပမာចောင်းသားတက်တူပဲဖြစ်ဖြစ်တခြားရေရဲဝုံတိုက်ခိုက်တော့လာအသက်ပေးဆက်နေတဲ့ PD အဲ့ဒီပြည်သူတွေဟာအချင်းချင်းအမြန်ဆုံးအတိမြောက်ဝေပြီးတော့ငါတို့အချင်းချင်းကိုပြန်တိုက်ပြီးတော့ထိုးကျွေးနေပြီငါတို့ချင်းချင်းတိုက်ပြီးတော့တေကြတော့မယ်ဗမာချင်းဗမာပါသုံးလုံးဗမာ PDF အကြောင်းသားတက် PDF ပြန်တိုက်ခိုင်းပြီးတော့ကစားနေပြီဆိုတော့မြင်ပြီးတော့နားလည်လာတဲ့တနေ့မကကန်ရုပ်ထွက်ပြီးတော့ကြောင်းလဲလာတဲ့တနေ့ကတော့အကောင်းဆုံးပေါ့ဗျာဟုတ်လားအဲ့နေရာမှာတချို့ဟာတွေကတော့မကောင်းတဲ့ခေါင်းဆောင်ပိုင်းတွေအကျိုးစီးပွားကြီးတာတွေကလည်းအာဏာပြိုင်ပွဲကိုလူငယ်တွေကဆွဲသွားတဲ့ခါမှာရှောင်ထွက်သွားပေါ့ဗျာခင်ဗျားတို့ကလည်းမရှောင်ထွက်ပဲနေတော့ခင်ဗျားတို့ကအပြစ်ခံရမှာပဲအပြစ်ပေးခံရမှာပဲပြီးတော့ခုနကဟိုအာဏာကန်တဲ့ကောင်တွေကြောက်တဲ့မဟာမိတ်ကြောယူမကကန်စစ်မှတ်တဲ့မဟာမိတ်အဖွဲ့အစည်းတစ်ခုနဲ့ချိတ်ဆက်ပြီးပြန်လည်ပြီးတော့ဆွဲတင်လို့တော့မိပါတယ်။ဘာဖြစ်မနေလဲဖန်တီးရမယ့်ဟာပဲဖြစ်တယ်။မလုံနိုင်တော့ခံပေါ့ဗျာ။ဒါဟာတအားလိုက်ပြီးတော့ရှင်းပြနေစရာမလိုတဲ့ဒါလုံးမလားဒါမလုပ်ဘူးလားဒါလုံးမဲ့ဒါကိုလုပ်ဖို့လုပ်ရမယ်ဆိုတာကိုသိဖို့ပြောတာဖြစ်တယ်။ဒါဟာရိုးရိုးရှင်းရှင်းပဲတက်သေးတွေဟာကျွန်တော်ပြောမှခင်ဗျားတို့သိတာမဟုတ်ဘူးခင်ဗျားတို့အမြင်ပြင်မှာအသိဆုံးမိကုတ်တစ်ခုမေဘီနေကုတ်ချုပ်ကျင်တယ်မြေပြင်မှာသွေးချောင်းစီးနေတဲ့အချင်းချင်းလိုက်ဖမ်းနေတဲ့ထမ်းပြီးတော့ဘယ်လိုမှအတန်မကြောတော့တဲ့ဆက်သွယ်လို့မရတဲ့တည်င်းမသိတော့တဲ့ရစ်ပူဇော်ခံနေတဲ့ဗမာလူငယ်တွေအသက်တွေခန္ဓာကိုယ်တွေအုပ်ကူတွေပါဖြည့်ဆည်းဖို့လုပ်နေတဲ့ကောင်တွေရဲ့နော်ခြေချပြီးတော့ခင်ဗျားတို့ဟာအဲ့ဒီအဖွဲ့တွေကိုဖယ်ရှားပြီးနောက်ဆုံးအောင်ပွဲခံမဲ့တကယ်လူတစုဟာဘယ်သူတွေဖြစ်နိုင်မလဲဘယ်သူတွေဖြစ်တဲ့လဲခင်ဗျားတို့ကွန်မန့်မှာရေးခဲ့ပါIUG ကိုလက်ခံပါလားဒါမှမဟုတ်မကန်ပြီးတော့တကယ်အတွေ့အကြုံရှိပြီးတော့နော်စဉ်းစားစိတ်ချင်းချင်းရှိတဲ့ဗမာလူငယ်တွေကတကယ်ပြည်သူတွေလူလားတဲ့သူတွေရောမဟုတ်လား IUG ကမှရှိရမှာလားဒါကိုရွေးချယ်ဖို့လိုပါတယ်